ကဲ့မင်္ဂလာပါရှင်ကျမတော့ဇူလိုင်ဝင်းဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးထဲမှာ success small စီးပွားရေးစတင်လောက်ကင်တဲ့သူတွေအတွက်အကူပစ္စည်းကိရိယာအနေနဲ့ဘလို့ပစ္စည်းတွေသုံးဆွဲသင့်တယ်လဲဘလို့ပစ္စည်းတွေကိုရှိထားသင့်တယ်လဲဆိုတာကိုလာရောက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ရှင်သိကြတဲ့စီးပွားရေးလောက်ကင်တာဖြစ်တဲ့အတွက်စီးပွားရေးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းเนาะစီးပွားရေးနဲ့ပတ်သက်တဲ့အချက်လက်အားလုံးကိုစုဆောင်တင်ဆက်ထားဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင် success small စီးပွားရေးမှာရှိနေတဲ့သင်တန်းတွေအားလုံးကိုလည်းသိထားဖို့လိုအပ်ပါတယ်ရှင်အဲ့တော့အဲ့လိုသင်တန်းတွေအားလုံးကိုကိုယ်တိုင်လည်းပဲလေ့လာလို့ရအောင်ကိုယ်တိုင်လည်းပဲလေ့ကျင့်လို့ရအောင်ကိုယ်တိုင်ပြန်လဲလက်တွေ့လှုပ်ဆောင်တဲ့နေရာမှာသူများတာကိုအချက်အလက်ပြည့်စုံနဲ့စနစ်တကျလေးပြောပြတတ်ဖို့အတွက်ရှိထားဖို့လိုအပ်တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါပထမစာအုပ်အနေနဲ့ဗာရှိထားတဲ့နယ်ဆိုလို့ရှင်အိုင်ရှဲစာအုပ်လေးရှိထားဖို့လိုအပ်ပါတယ်ရှင်အဲ့ဒီအိုင်ရှဲစာအုပ်ထဲမှာမိတ်ဆွေကပြန်လဲပြီးမျှဝေပေးဖို့အတွက်နော်လီစတက်နဲ့ပတ်သက်တဲ့အချက်လက်တွေအားလုံးပါရှိတာဖြစ်ပါတယ်အိုင်ရှဲတာမရှိထားဘူးဆိုရင်မိတ်ဆွေအလုံးလုံးတဲ့နေရာမှာစမတ်ကြစနစ်တကျမပြောတတ်ပါဘူးရှင်အိုင်ရှဲစာအုပ်ကိုအနေနဲ့ဘယ်နေရာပဲသွားအလုတ်ထဲသွားလဲယူသွားရမှာဖြစ်ပါတယ်ဘယ်နေရာမှာပဲရှိကိုနဲ့အတူတပါးတည်းပါရှိသွားရမှာဖြစ်တယ်အဲ့ဒီလိုပါသွားခြင်းအပြင်မိတ်ဆွေကကိုယ့်ရဲ့အလုတ်ကိုဘယ်နေရာပဲမဆိုတည်သွားလို့ရတယ်ဆိုတဲ့သဘောတရားလေးဖြစ်ပါတယ်မိတ်ဆွေပြန်လဲပြီးတော့မျှဝေခြင်းတဲ့သူတိုင်းကိုအချက်အလက်ပြည့်စုံစနစ်တကျလေးမျှဝေပေးဖို့အတွက်မဖြစ်မနေရှိထားတဲ့အိုင်ရှဲစာအုပ်ကလေးဖြစ်ပါတယ်ရှင်ပြီးပြီဆိုရင်နောက်ထပ် word plan စာအုပ်ရှိထားရမှာဖြစ်ပါတယ် word plan စာအုပ်ကဆိုရင်လည်းပဲမိတ်ဆွေအနေနဲ့သူကိုပြန်လဲမျှဝေနေတဲ့အချိန်မှာသူကဘာအလုပ်လုပ်တယ်သူ့ရဲ့ရည်မှန်းချက်ကဘာနော်ဆိုပြီးတော့မှသူ့ရဲ့နာမည်ကဘာ Facebook account ဖုန်းနံပါတ်စသဖြင့်တခါတည်းတပါတည်းရေးမှတ်ထားဖို့ဖြစ်ပါတယ်အဲ့လိုရေးမှတ်ထားပြီးတဲ့အပြင်မိတ်ဆွေကစားသုံးသူတွေနဲ့တွေ့မယ်ဆိုရင်လည်းပဲအဲ့ဒီစားသုံးသူတွေကိုဘယ်လိုပစ္စည်းဘယ်နေ့ဘယ်ရက်ဘယ်အချိန်သူကဘာကြောင့်ဒီပစ္စည်းကိုသုံးစွဲတယ်ဆိုတာရေးမှတ်ထားဖို့အတွက်အိုင်ရှဲနော်စာအုပ်ရှိပြီးပြီဆိုရင် word plan စာအုပ်မဖြစ်မနေရှိရမှာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုကကြတော့ပစ္စည်းအကြောင်းနဲ့ပတ်သက်တဲ့နော်စာအုပ်ကလေးဖြစ်ပါတယ်စာအုပ်မရှိဘူးဆိုလို့ရှိရင်လည်းကြော်ညာလက်ကမ်းစာဆောင်လေးတွေရှိထားဖို့လိုအပ်ပါတယ်ရှင်အဲ့လိုကြော်ညာလက်ကမ်းစာဆောင်လေးတွေရှိထားမှသာလျှင်မိတ်ဆွေသွားတဲ့နေရာတိုင်းမှာကားပေါ်မှာပဲဖြစ်ဘယ်သူကိုပဲဖြစ်တွေ့ရင်းနဲ့စကားပြောတဲ့နေရာမှာကားမှတ်တိုင်မှာကားစောင့်နေရင်းလည်းပဲကိုနဲ့တငယ်ချင်းမိတ်ဆွေတွေကိုတွေ့တဲ့အခါကိုရဲ့ထုတ်ကုန်ပစ္စည်းတွေမျှဝေပေးဖို့လွယ်ကူလေးနော်ယုံကြည်လေးနဲ့သူများတကာကိုယုံကြည်ဖို့အတွက်ပေါ့နော်ဒီစာရွက်လေးလက်ကမ်းစာဆောင်လေးကမ်းတာဖြစ်ပါတယ်ကိုပါဇက်ကနေပြီးတော့မှသူများကိုပါဇက်လေးနဲ့ပဲပြောမယ်ဆိုရင်သူများမမြင်ရဘူးလေဟုတ်တယ်မလားအကြောင်းမလို့လက်ကမ်းစာဆောင်လေးလည်းပဲမဖြစ်လိုအပ်တာဖြစ်ပါတယ်ဟုတ်ပါပြီနောက်ထပ်တစ်ခုကကြတော့ဗာလဲဆိုရင်A4 စာအုပ်လေးလည်းပဲလိုအပ်ပါတယ်ရှင် A4 စာရွက်ကလေးစာအုပ်ကလေးပါမယ်ဆိုလို့ရှိရင်မိတ်ဆွေကသူတို့ကိုဘာကြောင့်စီးပွားရေးလုပ်တင်တာလဲဆိုတဲ့အချက်ကလေးအတွေးခေါ်လေးတွေမျှဝေပေးတဲ့နေရာမှာအလွယ်တကူရေးမှတ်ဖို့ဖြစ်ပါတယ်ရှင်ပြီးရင်အဲ့ဒီ A4 စာအုပ်နဲ့အတူဘောပင်နော်ဘောပင်လေးတွေဒါလေးတွေလည်းပဲတည်ဆောင်သွားဖို့မမေ့ပါနဲ့ချင်းစီးပွားရေးသမားဖြစ်တဲ့အတွက်စမတ်ကြလေးအလုံးလုံးကြမယ်နော်ဟုတ်ပါပြီနောက်ထပ်ဘာတွေရှိထားတဲ့တယ်လဲဆိုရင်သင်တန်းလက်မှတ်ရှိထားဖို့လိုအပ်ပါတယ်ကိုနဲ့နီးစပ်ရာသင်တန်းနော်ကိုကနေပြီးတော့မှအခုဒီလထဲမှာဆိုရင်ဒါမှမဟုတ်လိုက်4လပိုင်းဆိုပါစို့နော်4လပိုင်း5လပိုင်းပေါ့စသဖြင့်4လပိုင်း5လပိုင်းအတွင်းထဲမှာဘလို့သင်တန်းတွေရှိသလဲနောက်ထပ်6လပိုင်း9လပိုင်းမှာရောဘလို့သင်တန်းတွေရှိသလဲเนาะဒါကိုကြိုပြီးသိထားရမယ်ချင်းသင်တန်းလက်မှတ်ကိုတိုင်လဲကြိုဝယ်ထားရမယ်ချင်းအဲ့လိုမျိုးကိုကနေပြီးတော့မိတ်ဆက်စီးပွားရေးသမားတယောက်နဲ့စကားပြောတဲ့အခါမှာသူတို့ကိုယုံကြည်ဖို့အတွက်
ဒီသင်တန်းကိုအရင်ဆုံးလေ့လာကြည့်ပါเนาะဒီသင်တန်းကိုဝင်ရောက်လေ့လာပြီးမှမိတ်ဆွေဒီစီးပွားရေးလုပ်မယ်မလုပ်ဘူးဆုံးဖြတ်လို့ရပါတယ်ဆိုပြီးသင်တန်းလက်မှတ်ပါတခါတည်းသူတို့ကိုကြော်ညာပြီးသားဖြစ်ပါတယ်ရှင်ဒီလိုမျိုးသင်တန်းလက်မှတ်မရှိထားဘူးဆိုရင်တော့မိတ်ဆွေရဲ့အလုပ်ကိုသူများတကာစီးပွားရေးဆုံးဖြတ်ချက်ချပြီးလောက်ကင်ဖို့ဆိုတာဟာအရန်ထဲမှာခက်ခဲပါတယ်ဘယ်သူမဆိုကိုတယောက်တည်းပြောတဲ့စကားနဲ့တရားရာခိုင်နှုန်းပြည့်ယုံကြည်သွားတယ်ဆိုတာမရှိပါဘူးသူတို့ကိုယ်တိုင်မြင်ရတွေ့ရမှเนาะယုံကြည်စရာကောင်းတဲ့မြင်ကွင်းတွေနော်အဲ့လိုအချက်တွေကိုမြင်ရမှသာလျှင်သူတို့ကယာနှုံပြည့်စီးပွားရေးလောက်ကင်မှာဖြစ်ပါတယ်မိတ်ဆွေပြောတဲ့အချိန်မှာ10ရာခိုင်နှုန်းပဲသူကမှတ်မိလိုက်မယ်ယုံကြည်လိုက်မယ်ချင်းအဲ့ဒီသင်တန်းတွေကိုသွားပြီးရောက်သွားတဲ့အခါမှာအသင်းအဖွဲ့ကြီးကိုမြင်ရမယ်ခေါင်းဆောင်အဆင့်ဆင့်ကိုမြင်ရမယ်ကုမ္ပဏီပိုင်ရှင်တွေရဲ့နှွေးထွေးချစ်ခင်မှုတွေမြင်ရမယ်ပြီးရင်သင်ပြပေးတဲ့အတွေးခေါ်တွေမြင်ရမယ်ထုတ်ကုန်ပစ္စည်းတွေကိုမြင်ရမယ်စသဖြင့်ဒီအကြောင်းအရာတွေပေါ်မှာကြည့်ပြီးတော့မှရာခိုင်နှုန်းတွေတိုးလာပြီးမိတ်ဆွေနဲ့အတူစီးပွားရေးလောက်ကင်မှာဖြစ်ပါတယ်ရှင်ဒါကြောင့်မိတ်ဆွေကသင်တန်းလက်မှတ်ကလေးတွေကိုမဖြစ်မနေတည်ဆောင်သွားဖို့မမေ့ပါနဲ့နော်ဟုတ်ပါပြီနောက်ထပ်ဘာတွေယူဆောင်ရအောင်မလဲဘာတွေရှိထားသင့်တယ်လဲဆိုရင် Success Small Company ရဲ့ထုတ်ကုန်ပစ္စည်းအားလုံးကိုမိတ်ဆွေကတည်ဆောင်ထားဖို့လိုအပ်ပါတယ်ဥပမာကိုကနေစားအလုပ်လုပ်နေတဲ့စီးပွားရေးတခါတည်းနေစားအလုပ်ကိုတည်သွားခြင်းနဲ့ဆိုရင်တော့အရန်လွယ်ကူပါတယ်ရှင်မိတ်ဆွေသွားတိုက်စေဘူးလေးယူသွားလို့ရတယ်ပြီးရင်ကဖေတော့လေးယူသွားလို့ရတယ် Phyto V ယူသွားလို့ရတယ် SOD လေးယူသွားလို့ရတယ်ပြီးရင် Collagen D ရနော်စသဖြင့် Phyto V ဒီလိုမျိုးတည်ဆောင်ရတာပေါ့နော်တည်ဆောင်ရတာလွယ်ကူတဲ့ပစ္စည်းလေးတွေကိုယူသွားရမှာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးပစ္စည်းလေးတွေပါခြင်းအပြင်ဥပမာအလုပ်ထဲမှာကိုကကဖေတောက်မယ်ကိုကဖေနဲ့မွေးလေးဟာတစ်ဖက်ကကိုအနီးနားမှာရှိနေတဲ့မိတ်ဆွေတငယ်ချင်းတွေကိုတတိပြုတ်သွားစေတယ်အဲ့လိုတတိပြုတ်ခြင်းအပြင်ဘယ်ကကဖေလဲနော်ဒီကဖေရတာလေးကကောင်းလိုက်တာနော်အနံ့လေးကမွေးလိုက်တာဆိုပြီးတော့မှဒီစီးပွားရေးတွေကိုပါလာနိုင်ပါတယ်ရှင်အဲ့တော့ဒီလိုမျိုးစီးပွားရေးစတင်လောက်ကင်တဲ့နေရာမှာမိတ်ဆွေအနေနဲ့ဒီလိုမိတ်ဆွေအကူပစ္စည်းကိရိယာတွေကိုမရှိမဖြစ်လို့တည်ဆောင်ထားရမှာဖြစ်တယ်လိုအပ်တာဖြစ်ပါတယ်ရှင်အဲ့တော့ဒီလိုမျိုးပစ္စည်းလေးတွေကိုတည်ဆောင်ထားခြင်းအပြင်မိတ်ဆွေဟာနေ့တိုင်းစီးပွားရေးနဲ့မိတ်ဆက်ပေးတဲ့သူတွေတငယ်ချင်းတွေကိုအမြဲတမ်းအလွယ်တကူမိတ်ဆက်နိုင်မှာဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မပြောပြပေးတဲ့အချက်လက်လေးတွေထဲမှာမိတ်ဆွေတို့ဒီဟာလေးတွေကိုအမြဲတမ်းတော့တစ်ချိန်တစ်ခါကဒီအချက်တွေကိုမသိဘူးနားမလဲဘူးမတည်ဆောင်ရဘူးဆိုရင်လည်းပဲအခုမြန်ကလေးပြေးပြီးတော့မှအိုင်ရှဲလေးတွေဝယ်ယူမယ်ပြီးလို့ရှိရင် work plan လေးတွေဝယ်ယူမယ်เนาะပြီးလို့ရှိရင်သင်တန်းလက်မှတ်လေးတွေနဲ့ထုတ်ကုန်ပစ္စည်းလေးတွေအမြန်ဆုံးသုံးစွဲကြမယ်ချင်းဒီလိုမျိုးပစ္စည်းလေးတည်ဆောင်ယုံလေးနဲ့မိတ်ဆွေကစီးပွားရေးကိုအရှိန်ပြည့်24နာရီလောက်ကင်နေတဲ့သူနဲ့တူပါတယ်အဲ့တော့ဒီအချက်ကလေးဟာလွယ်ကူတယ်ရိုးချင်းတယ်ဒါပေမဲ့ရလက်များရရှိစေမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီသင်တန်းပစ္စည်းလေးတွေအကုန်လုံးဒီလိုအကူပစ္စည်းလေးတွေအကုန်လုံးလွယ်ကူစွာဝယ်ယူရရှိနိုင်ဖို့အတွက်ကုမ္ပဏီမှာအမြဲတမ်းရောင်းချပေးပါတယ်เนาะယုံကြည်မှလည်းရှိတယ်ကိုနဲ့နီးစပ်ရာယုံခွဲတွေထဲမှာရှိပါတယ်မိတ်ဆွေကအဝေးမှာရှိနေတယ်ဆိုရင်လည်းပဲ app line အစင်းစင်းကိုမှာယူနိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီဗီဒီယိုဖိုင်လေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်မဆုလိုင်ရဲ့ဗီဒီယိုဖိုင်လေးအောက်မှာ subscribe လေးလုပ်ပေးမယ်ရှင်ပြီးလို့ရှိရင် like and share လေးလုပ်ပေးသွားမယ်ရှင်မဆုလိုင်နဲ့အတူဆွေးနွေးခြင်းနဲ့ဆိုရင်လည်းပဲ comment အောက်မှာစာလေးတွေရေးထားပေးလို့ရပါတယ်မဆုလိုင်အနေနဲ့မိတ်ဆွေတို့ကိုပြန်လည်ပြီးတော့မှမျှဝေပေးမှာဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုဖိုင်မှာပြန်လည်ဆုံကြမယ်မင်္ဂလာပါရှင်